ကြီးမတော်အေးသေးရဗျာ Hello ကျွန်တော်တို့အခုရှင်းမြင့်နောက်မြင့်တောင်သွားမှာဖြစ်ပါတယ်ဟိုတောင်ကြီးကနေစဆင်းပြီးတော့ကျွန်တော်တို့ပင်တရားမှာကားထားပြီးတော့ကျွန်တော်အဲ့ရွာကိုဆိုင်ကယ်နဲ့တက်မယ်ဆိုင်ကယ်နဲ့တက်ပြီးရင်ကျွန်တော်အဲ့ရွာကနေမှကျွန်တော်ခြေချင်းတောင်ပေါ်တက်မှာဖြစ်ပါတယ်အားလုံးလိုက်ခင်တော့ကျွန်တော်တို့တငယ်ချင်းတွေအောင်ပင်းတရားရောက်တော့ဆိုင်ကယ်နဲ့မတက်ဖြစ်တော့ဘဲနဲ့ပင်းတရားနေမှာတောင်ပေါ်ရွာကိုကျွန်တော်တို့ကားနဲ့ပဲတက်ဖြစ်လိုက်ပါတယ်ဟိုကကျွန်တော်တို့တောင်ချီရွာကိုရောက်နေတော့ကြောက်ပစ္စည်းခုမြင်နေရတာတော့ကြံခင်းမြောင်ရွာရဲ့တစ်ဖက်လုပ်ငန်းကိုလုပ်ကင်နေတဲ့အလုပ်ရုံမျိုးဖြစ်ပါတယ်ဒါတော့ဒီရွာလက်ဖက်လောက်ကန်လုပ်နေတဲ့အားလေးပါဒီလိုရက်ပြီအရှမ်းပြည်နယ်တနုဒေသအထွက်တဲ့လက်ဖက်ပေါ့တော့စတော့ပါပြီတော့ဒီတောင်ချီရွာကနေပြီးတော့အခုမအောင်တော့ရှင်းမြင်နောက်မြင်တောင်ရဲ့အဆောက်တော့ရှောက်သွားပါပြီဟုတ်တယ်ဟောက်ခံတယ်ရနေပါနောက်ထပ်တနားရီလောက်တက်ပြီးရင်ကျွန်တော် first floor ကိုရောက်ပါမယ်တာဝါတိုင်းဂုံးလို့ခေါ်ပါတယ်အဲကိုရောက်ရင်ကျွန်တော်ရှုခင်းနေနဲ့တာယာလာပါတဲ့တဘာဝတရားကြီးလက်ဆက်တဲ့လေညင်းလေးတွေကျွန်တော်ခံစားကြမှာဖြစ်ပါတယ်ဘယ်ဘက်ကိုကြည့်ရလဲအတက်ကြီးညာဘက်ကြည့်ရပဲစင်ဘာလို့မှမလို့မောတာမွေးဒီတော့ပြူပတ်ပြီကြားကြီးတစ်ပင်နေတစ်တော်တွေပြုံးတီးခြင်းရဲ့နောက်ွယ်မှာနောက်ဆက်တွဲဆိုးကျိုးတွေပါဟမ်မြေတွေပြိုတယ်ဟိုးအောက်ခြေကအိမ်နေဆိုရင်အကုန်ထိသွားကြတယ်ခြေကနည်းနည်းတိုက်စားတယ်ပြီးရင်တစ်ပင်နေပြုံးတီးခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေအဲကြောင့်တစ်ပင်တွေကိုချစ်ပါတစ်ပင်တွေကိုစိုက်ပါတဘာဝပုံချင်းတွေကိုတန်ဖိုးထားကြပါပေါ်တော့ခရီးသွားတွေအဲ့လိုမျိုးတောက်တက်တဲ့လူတွေကိုလိုက်ပို့တာဘယ်လောက်ရှိလဲဦးလေးတက်10နှစ်ကျော်ပြီ10နှစ်လောက်ကျော်ပြီဒီလမ်းနေပြီပဲဒီလမ်းကျော်ပဲဒီတောင်းနေဆိုအဲ့လိုမျိုးနိုင်ငံခြားသားတွေရောလာတက်လားလာကျွန်တော်တို့ဒီနိုင်ငံအတွင်းရဆိုရင်ဘယ်မျိုးကပို့လာကြလဲကျွန်တော်တို့ဒီနိုင်ငံထဲကမျိုးတွေပေါ့ရန်ကုန်တောင်ကြီးစုံပဲလားရန်ကုန်နဲ့လားပန်းလားတောင်ကြီးလားစုံပဲရောက်တော့မယ် first step ဘယ်လိုနေထားလဲဆိုတာလာကြည့်လိုက်အောင်တော့ရောက်တော့မယ် first floor ဒီဟာရှိုးလိုက်ပါဆောင်းလိုက်哇ဒီတာခေါ်ညာကွာအော်ရိုင်းကုန်းလို့ခေါ်တယ်အဲကုန်းရောက်တော့မယ်တော်မောနှစ်လောက်အစီပိတ်ထားတာFirst floor, we did it. Who's in now? Cháu này mà, cho mình xì xà. Nên xì xà ba nhà mà su cá hết.
သူကညွန့်ကျော်ဒါအဆက်သီးလူသီးထောင်း လက်သွားလေကျွန်တော်ကတိတ်မစားနိုင်ဘူးကျွန်တော်ကတိတ်မစားနိုင်ဘူး 我这个都超人能呢？ ရစားကောင်း လက်ဆောက်ကော ရစားကောင်း လက်ဆောက်အိုးလဲကော努咩？ တကယ်မှာကိုတို့လက်ရစောက်အောင်စားကောင်းလို့တယ်မှာအိုးပြောင်းသွားပြီ 多太阳他们在出哟， ဟုတ်တယ် 哎妈们你这出嘞。 နီးလေစာစားပြီးတော့ကျွန်တော်တငယ်ချင်းတွေရောက်တာဝါရိုင်ကုန်းမှာနိုင်ဝက်လောက်နားပြီးတော့ခြေချင်းတက်လာခဲ့ပါတယ်။အောက်ကနေမှတာဝါရိုင်ကုန်းကိုကျွန်တော်တို့တနားရီခွဲလောက်တက်ယူလိုက်ရပါတယ်ခင်ဗျာ။ first floor ပါကျွန်တော်တို့ဘယ်လောက်ထိပြန်ခဲ့ပြီလဲဆိုတာပြပါမယ်ဒါကျွန်တော်တို့အထိရောက်နေပါပြီတောင်စလတော်ရဲဖြတ်တန်းသွားနေပါလေပန်းနေတော့မပွင့်သေးပါဘူးဒါပေမဲ့ရမ်းလာပါတယ်တာဝါရိုင်ကုန်းကနေမှစက်တိုက်လမ်းလျှောက်လာခဲ့လိုက်တာ3နာရီခွဲလောက်တော့ကြာချိန်ရှိရဗျအဲ့ဒီမှာ10မိနစ်လမ်းလျှောက်တယ်10မိနစ်နားတယ်10မိနစ်လမ်းလျှောက်တယ်10မိနစ်နားတယ်အဲ့လိုနဲ့ကျွန်တော်တို့3နာရီခွဲလောက်စက်တိုက်လမ်းလျှောက်လာခဲ့တာအခုကျွန်တော်တို့ match point ကိုရောက်ခံနေပြီပါပြီအောင်ရင်ခဲ့ပြီကဲအဲ့ကဘာနေကြတော့ဆောင်းလာပိုင်းနေတော့ဒီလိုမထွန်းပြင်နေတော့လေနေလုံးရဲ့တနေ့တာကိုပြောင်းဆိုတော့ကြည့်ပြီးတော့ရှင်းရှင်းနေနော်ကဲဆောက်ဝိုင်းတစ်ဖက်လေကိုကျွန်တော်ပြမယ်နော်နေလဲဝင်သွားပြီဆိုတော့မချစ်ကျွန်တော်ဒါနေလုံးဝဝင်သွားမှာပြေးချင်းပြမယ်မချစ်လုံးဝမြင်နေရတစ်ဖက်လေလုံးမြင်ရဗျာကျွန်တော်โอเคရှေ့โอ้ဆောင်းမိုက်ရလာကြီးလာပါတဲ့နေရာကြီးကိုဘာလို့ဒီနေ့မှကျွန်တော်ရောက်တာလဲကျွန်တော်ဆောင်းရမ်းအောင်လာရတယ်ဟာဆောင်းရမ်းတော့ဘာနဲ့မှမပြောပြတော့ဘူးရှင်းတယ်โอเคဆောင်းမိုက်ကျွန်တော်ညာအိမ်နဲ့ရောက်နေတာဒီမှာတော့ကျွန်တော်ချက်ဆရာပြုတ်ဆရာလေးတွေကျွန်တော်အခုညစာစားဖို့ပဲကျွန်တော်လုပ်ပြီးနေတာဖြစ်တယ်။ဆောင်းရအေးရုပ်ပုံပဲ Night dress တော့